ကဲတငယ်ချင်းတို့ဒီလေးတော့ငါတို့ဝဝလင်လင်တောက်ကြတာပေါ့ငါတို့ခင်လာတာ10စုနဲ့တခုရှိပြီပဲဟာတခါတလေဒီလိုစုံရတာတန်ဖို့ရှိပါတယ်ဟုတ်တယ်ကိုမင်းကတကယ်လူကြီးလူကောင်းကွာမင်းတို့တငယ်ချင်းမျိုးရှိတာငါတို့ကန်ကောင်းတာအဲ့ဒီအချိန်မှာမစီစီကကောင်တာကနေမျက်မှောင်ကျုပ်ပြီးလှမ်းကြည့်နေရဲ့သူမလက်ထဲမှာ bill စာရွက် bill ရှိနေပြီမစီစီကစိတ်ထဲကနေအေးမြှောက်ပင့်နေလိုက်ကြတာပတ်ဆက်ရှင်းကနီးရင်ဘသူတွေဘလူလစ်မလဲဆိုတာငါစောင့်ကြည့်နေမယ်ကွင်း9မိနစ်အကြာကိုမင်းကပတ်စံရှင်းဖို့ဝန်တန်းကိုလှမ်းခေါ်လိုက်တဲ့အချိန်ကိုမင်းဒီဝိုင်းဘလောက်ကြလဲတက်ပေးပါအောင်ချက်ချင်းဆိုသလိုတငယ်ချင်း3ယောက်လုံးရဲ့အုံပြက်မှုတွေကစတဲ့တော့တာပဲကိုဝတ်တုတ်ဟာခဏလေးနော်ငါမိမဖုံးဆက်နေလို့အရေးကြီးပုံရတယ်အပြင်ထွက်ပြောလိုက်အောင်မယ်ဖုံးကိုနားမှာကပ်ပြီးအပြင်ကိုခတ်တုတ်ထွက်သွားတယ်ကိုသားကြီးကိုမင်းငါအိမ်သာခဏသွားအောင်မယ်ဝမ်းကရုတ်တရက်ရစ်လာလို့ဘိုက်ကိုဖြီးပြီးပြေးတော့တာပဲကိုသူတော့သူ့အိတ်ကက်တွေကိုဟိုစမ်းဒီစမ်းလို့ရင်ဟာတေးပြီငါပတ်စံအိတ်ကားပေါ်မှာကြံခဲ့တာထင်တယ်ခဏလေးငါသွားယူလိုက်အောင်မယ်မြင်ကွင်းဇပွဲမှာကိုမင်းတိတ်ကောင်ထဲကြံခဲ့တယ်မစီစီကဘေးစာရွက်ကိုကင်ပြီးကိုမင်းရှိကိုလှောက်လာတယ်မစီစီကဲကိုမင်းရှင်းတငယ်ချင်းတွေကတော့ဖုံးပြော့အင်းသားသွားပတ်စံအိတ်ယူဆိုတဲ့ကဘာကျော်အကွက်3ကွက်လုံး3ပြီးလစ်သွားကြပြီဘေးက83ခွဲကြပါတယ်ဘလို့လဲရှင်မဲအိတ်ဆိုင်အောင်မလားကိုမင်းကမျက်နှာငယ်လေးနဲ့ဟာမိမကလည်းသူတို့ကပြန်လာမှာပါခဏလေးစောင့်မအောင်မစောင့်နိုင်ပါဘူးရှင်းတငယ်ချင်းတွေရဲ့ဖုံးတွေပတ်စံအိတ်တွေအကုန်လုံးကဒီစပွဲပေါ်မှာကြံခဲ့တာလေစပွဲပေါ်ကပစ္စည်းတွေကိုလက်ညှိုးထိုးပြလေသူတို့ကလူကြီးပဲထွတ်ပြေးသွားတာရှင်အိတ်စိတ်ချင်ရင်တော့ရှင်ရဲ့ဒီလောက်မုံဖိုးသေးကပဲနှုတ်ရတော့မယ်ကိုမင်းကတပ်ပြင်းချရင်ပတ်စံထုတ်ပေးလိုက်ရတယ်ဟဲ့ငါလဲတငယ်ချင်းကောင်းဆိုပြီးအားနာလိုက်ရတာအခုတော့ငါမုံဖိုးတွေကုန်ပါပြီမစီစီကကင်မရာဘက်လှည့်ပြီးတွေ့လားဒါကြောင့် crazy bar life မှာတငယ်ချင်းတွေနဲ့လာတော့ရင်ဘသူကအိတ်ဆက်ရမလဲဆိုတာအငြင်းညှိထားကြပါမဟုတ်ရင်တော့ကိုမင်းလိုဖြစ်သွားမယ်နော်